အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ဖော်ဖော်ရှိုး channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒါဘောတော်ဘူးလေးညပေါ့နော်ဒါကြာမလေးမနက်တနိုင်ပွဲဒီမှာကျွန်တော်ရှင်းနေတာကြမယ်ကျွန်တော်တို့ဒါချန်ပီယံလိရဲ့ကျွန်တော်အဖွင့်ပွဲကျွန်တော်ပွဲချုပ်သုံးသက်ကြတယ်ကျွန်တော်ဒီကိုတွေနဲ့တူတူဆွေးနွေးကြည့်မှာပေါ့နော်ပထမဆုံးဒါသတင်းနေနဲ့ကျွန်တော်တို့ဒါနယ်သာလန်ကလပ်ဖြစ်တဲ့ကြောင့်အီဂျက်အသင်းနဲ့ကျွန်တော်စီးတီးကလပ်ထိပ်ကြီးကလပ်ဖြစ်တဲ့ကျွန်တော်အင်တာမီလန်ကျွန်တော်ရှင်းမယ်ကစားကြမှာပါအဲ့ပွဲကျွန်တော်သုံးသက်ဆွေးနွေးကြည့်အောင်ဒါအင်တာမီလန်နေတဲ့ဒါနယ်သာလန်မှာကျွန်တော်သွားကစားနော်အေဂျက်ရဲ့အိမ်ကိုသွားကစားရမယ်ဒါအင်တာမီလန်ကဒီကိုသိတဲ့အတိုင်းပါနော်ဒါဒီ CDM မှာဆိုလို့ရှိရင်ဒါဒီအမိတ်ပပလာကိုစိန်ခေါ်နေတဲ့အသင်းဒါဒီချန်ပီယံလိမှာဆိုလည်းဒါဘောလုံးပွဲတွေပါတက်ထားတယ်ပေါ့နော်ဘောလုံးပွဲတွေပါတက်ထားတယ်ဒါ PSG ကိုဒါမိနစ်ကမှ PSG ကိုတော့9ဂိုးပြန်ရှုံးသွားတယ်ပေါ့နော်ဒါပေမဲ့အင်တာမီလန်ဒါကိုကသူ့ရဲ့နီးပြအသစ်ပေါ့နော်ပြီးတဲ့ week မှာပဲဒီဂျူဗင်တက်လာမှသူရှုံးတယ်ပေါ့နော်3-4နဲ့ရှုံးတယ်နော်ဒါအင်တာမီလန်တို့တော့ဒါဒီဝေးကူးမှာတော့ကစားမှာဆိုတော့ဒါလွယ်ကူမနေဘူးပေါ့နော်အင်တာမီလန်ဆိုတာဒီသူ့ကစားသမားကောင်းနေတော့ရှိပြီမယ်ကစားသမားတွေကအသက်ကြီးနေပြီဖြစ်တဲ့ကွာဒါဒီလွယ်တော့မလွယ်ကူဘူးပေါ့နော်ဒါဖြစ်အင်တာမီလန်တော့ဒါဒီအေဂျက်တို့အသင်းမျိုးတော့ဒါနိုင်စွမ်းတော့ရှိပါတယ်နော်နိုင်စရာအကြောင်းတော့မရှိဘူးဒါပေမဲ့ဒီနယ်သာလန်မှာသွားမှာတော့ခီးပန်းနိုင်တဲ့ကြောင့်ဒါတိုင်းတာတစ်ခုတော့ဒုက္ခရောက်နိုင်မှာဒါပေမဲ့ဒီအင်တာမီလန်မှာဒီဂိုးဖြစ်ဒီပြောင်းလဲပေးနိုင်တဲ့ကစားသမားတွေရှိနေတဲ့အတွက်ဒါအေဂျက်ကိုတော့ဒါလွယ်တကူမနိုင်တော့မှကတ်နိုင်သွားဘူးကျွန်တော်တို့မြင်တယ်နော်အေဂျက်ကတော့ဒါဒီသူ့ရဲ့နယ်သာလန်မှာဆိုဆရာကြီးပေါ့နော်ဖလားသိမ်းနေတဲ့ဆရာကြီးပေါ့နော်ဒါပေမဲ့ဘာဖြစ်ပေါ့နော်အင်တာမီလန်နဲ့ရှင်တဲ့အခါကျရင်တော့သူ့ရဲ့မလွယ်ဘူးပေါ့နော်မလွယ်တဲ့အတွက်ဒါအင်တာမီလန်ကဒါအနိုင်စွမ်းရှိတယ်လို့ကျွန်တော်တို့မြင်မိတယ်ဒါတခုရှိတယ်အင်တာမီလန်အိမ်ဝင်းတော့မကောင်းတာနော်ဝင်းဝင်းဆိုရင်ဂိုးတွေပေးရတယ်ဒီဂိုးတွေပေးရတယ်ဘာဖြစ်လို့ဆိုတော့ပေးတဲ့ပွဲမှာလည်းဒီဂျူပီနဲ့ပွဲမှာလည်းဂိုးတွေ3ဂိုးလောက်4ဂိုးလောက်ပေးရတယ်နော်4ဂိုးလောက်ပေးရတဲ့အတွက်အင်တာမီလန်ခံစစ်ကတော့ဒီအရင်လိုအင်တာမီလန်မဟုတ်တော့ဘူးနော်အရင်လိုအင်တာမီလန်ခံစစ်မကျစ်မလစ်တော့ဘူးနော်ဒါအခုအင်တာမီလန်ခံစစ်ကဂိုးတွေဒါပေးရတဲ့အတွက်ဒီတော့ကစားမဲ့ချိန်မှာတော့မလွယ်ဘူးပေါ့နော်အများဆုံးသူကတော့ဂိုးလေးပေးရတယ်လို့ဂိုးလေးရနိုင်ချင်ရှိတယ်လို့ကျွန်တော်တို့မြင်မိတယ်အင်တာမီလန်မှာချက်အများကြီးရှိတယ်လို့ကျွန်တော်မြင်မိတယ်အင်တာမီလန်အနေနဲ့သူ့ရဲ့အဖွင့်ပွဲမှာဒီအေဂျက်တို့တင်မျိုးရမှတ်3မှတ်ဒါရနိုင်ချင်ရှိတယ်လို့ရာခိုင်နှုန်းများတယ်လို့ကျွန်တော်တို့မြင်မိတယ်ပေါ့နော်တစ်ဖက်ကကျွန်တော်တို့အေဂျက်ကိုကြည့်ပါဆိုအေဂျက်မှာဆိုတာနယ်သာလန်မှာဆိုတော့ဆရာကြီးပေါ့နော်အဲအေဂျက်တို့ PFV တို့ဒါ PFV နဲ့အေဂျက်ကတော့ဖလားဖို့တာသူသိန်းကသိန်းသိန်းနေတယ်ပေါ့နော်အေဂျက်ကတော့အများဆုံးသိန်းပေါ့နော်အေဂျက်ကတော့ဒါနယ်သာလန်မှာဆိုရင်ဒါချန်ပီယံလိမှာဆိုတာတွေ့ကြုံရှိတဲ့အေဂျက်ပေါ့နော်အများအားချန်ပီယံလိဝင်ရတယ်နော်အများအားဝင်ရတဲ့အတွက်ဒါဒီအေဂျက်ကတော့ဒါကောင်းကောင်းရွတ်ဒီဒုက္ခပေးနိုင်အောင်ပဲကျွန်တော်မြင်နေပါတော့အင်တာမီနဲ့ပါလို့ဆိုခံစစ်မကောင်းတဲ့အတွက်ပေါ့နော်ခံစစ်မကောင်းတဲ့တိုင်ဒီအေဂျက်မှာလည်းဒီဟိုအင်တာမီလိုခံဆုံးနိုင်တဲ့မရှိနေမှာဂိုးရနိုင်တယ်ရှိတယ်လို့ကျွန်တော်တော့မြင်မိတယ်ပြီးတဲ့ week မှာပဲသူ3ကြီးနဲ့နိုင်တာပေါ့နော်အေဂျက်ကအင်ကွင်းဆိုရင်စောက်ရန်ကောင်းပါအင်ကွင်းဆိုတော့တကယ်ကိုကောင်းတာဝင်းကွင်းဆိုရင်ညံ့တယ်ဒါပေမဲ့အင်ကွင်းဆိုလို့ဆိုရင်တော့ဂိုးပြတ်နေတဲ့တိတ်ရအတွက်အင်တာမီလန်ကိုကောင်းကောင်းဒုက္ခပေးလိုက်အောင်ကျွန်တော်ထင်တယ်ပေါ့နော်ပိတ်သက်အားတွေနဲ့အင်ကွင်းဝိတ်နဲ့နော်နယ်သာလန်မှာဆိုတော့ပိတ်သက်အားရှိတဲ့အတွက်ဒါအေဂျက်ကပဲဒါဒီတိုင်းတာတစ်ခုတော့ဒုက္ခပေးနိုင်ဘူးနော်ရှုံးရင်တော့မှသူကတော့တေးခံကစားမနေထားမှာရှိတယ်ပေါ့နော်အင်တာမီလန်ဒီကြီးကိုရှင်နိုင်မှုဆိုတော့မဲပါကောင်းလဲငါပါကောင်းလဲရှင်နိုင်မှုဆိုတာတော့မလွယ်ဘူးပေါ့နော်အဲဒါကတော့ဒါအင်တာမီလန်နဲ့ဒါဒီအေဂျက်ပွဲသုံးသက်ချက်တွေပါဒါကျွန်တော်တို့နောက်ထပ်တစ်ပွဲဖြစ်တဲ့ကျွန်တော်တို့ဒါ PSG နဲ့အတလန်တာနော်ဒါဒီပွဲနဲ့ဒါတကယ်ကိုကြည့်ကောင်းတဲ့ပွဲပါနော်ဒီကျွန်တော်တို့ PSG အိမ်ဝင်းမှာလာကစားတယ်နော်ဒါစီးတီးကနဖြစ်တဲ့အတလန်တာကျွန်တော်တို့ဒါပြည်တစ်လီဂ်1ဖြစ်တဲ့ PSG အိမ်ဝင်းမှာလာကစားမယ်နော်ဒီစီးတီးအနေနဲ့ဒီအတလန်တာအနေနဲ့ PSG အိမ်ဝင်းမှာလာကစားမှာဆိုလွယ်ကူနေဘူးပေါ့နော်ဘယ်လိုမှမလွယ်ကူနေဘူးဒါဒီပြဟိခင်းနေနဲ့ဒါဒီအတလန်တာနဲ့တွေ့တယ်ဆိုတော့ဒါပွဲ6လို့ကျွန်တော်ပြောရမှာပေါ့နော်ဒါအတလန်တာနဲ့ကျွန်တော်ကြည့်ရမှာဆိုလို့ရှိရင်အတလန်တာပြီးတဲ့ပွဲမှာကျွန်တော်လက်ချီယူလာသူတို့4-1နဲ့နိုင်တယ်ပြီးတဲ့ week မှာ4-1နဲ့နိုင်အတလန်တာဒီခံစစ်ကောင်းပေမဲ့ခံစစ်ကတိုင်းတာတစ်ခုတည်းကောင်းပေမဲ့အိမ်ဝင်းလောက်ပဲကောင်းတာအဝေးပြေးဆိုရင်အတလန်တာညံ့တဲ့ထဲမှာပါတယ်နော်အဝေးပြေးဆိုတော့ညံ့တယ်တေးအဲတော့သူဒီမရှုံးရမှာတေးကစားတဲ့အနေအထားမှာရှိတယ်ဆိုအတလန်တာလည်းချွတ်တက်လို့တော့မရဘူးပေါ့နော်ဒီPSG ဘူးတော့
မိထင်ငါထင်မရှင်းနိုင်ပေမဲ့ကစားသမား quality ကွာတဲ့အတွက်မရှင်းနိုင်ပေမဲ့ခံစစ်ကြည့်လိုက်တဲ့အတွက်တိုင်းတာတစ်ခုတည်းတော့ဒုက္ခပေးနိုင်ဘူးနော်ခေါင်းနာထက်တယ်နော်ဒါ PSG ရဲ့ headback line တွေကိုကောင်းကောင်းထိုးဖောက်လိုက်အောင်လို့ကျွန်တော်တော့မြင်မိတယ်ပေါ့နော်ဒါဒီ PSG ကိုတော့ရှင်းနိုင်ဖို့ဆိုတာမလို့ဘူးဘာဖြစ်လို့လဲဆိုတော့ဟိုစမှာတမ်ဘီတို့ဒါဖိနစ်ကပူပူလေးလေးချန်နယ်လေးရထားတယ်ဆိုတော့မလွယ်ဘူးကစားသမားကောင်းတွေအများကြီးရှိတယ်ဖိနစ်မှာဒီဗီညာတော့ပါတော့တော့တမတဲ့ဘုရားစုံဖြစ်တဲ့လူမန်တက်တို့ဟာကီဘီတို့နော်ရှိတဲ့အတွက်မလွယ်ဘူးလေးပေါ့နော်ဒါဒီနီးပြဒီပြည့်ချီနီးပြဟန်နေပြင်းနေတဲ့ဒါဒီအတ္တနန္ဒာကိုတော့နိုင်ရောရှိတယ်လို့ကျွန်တော်တော့မြင်မိတယ်ပေါ့နော်အတ္တနန္ဒာကတော့ဒါဘယ်လိုမှမလွယ်ဘူးနော်ဒါပြည်သိမြန်မာကစားလို့ပြည်သိမြန်မာပိတ်သက်တယ်မလွယ်ဘူးပေါ့နော်အတ္တနန္ဒာနေတဲ့ဒါရမှန်သုံးမရဖို့ဆိုတာတော့ချန့်တော့အများကြီးမရှိဘူးနော်နည်းတယ်လို့ကျွန်တော်တော့မြင်မိတယ်တစ်ဖက်ကကျွန်တော် PSG ကိုကြည့်အောင်ဆို PSG ကတော့ဒါပူပူလေးလေးချန်ပီယံရတာလည်းတင်းနော်ဒီကစားသမား quality ကောင်းတဲ့ရှိရဲ့တင်းကစားသမားကောင်းတဲ့ဒီပြကောင်းတယ်အများကြီးရှိတဲ့တသိန်းလုံးဘာမှပြောကြမယ်နော်ဒီတဲ့ weekend မှာပဲဟိုဒီလမ်းဝင်လာမယ်လို့တူးစီးနေနိုင်တာနော်တယောက်ထုတ်ခံထားတာတော့တူးစီးနေနိုင်တာဆိုတော့ဒီPSG ကတော့ဒါ PSG ပဲပါဘောနော် PSG ကတော့သူ့ရဲ့ league မှာဆိုတော့သူဖလားပဲပေါ့နော်ဘာမှပြဿနာမရှိဘူးဘာမှအာရုံစိုက်ကြမလို့ဘူးနော်ဒီသူ့ရှင်နာမဲ့အသေးဆိုတာရှိမှမရှိတာနော်တခါလေညမှာတဲ့တဲ့နဲ့တော့ပေါ်တာလေသူ့ရှင်နာမဲ့ကစားတော့အသေးနဲ့မရှိဘူးသူပဲဖလားတယ်နော်သူကချန်ပီယံလိပဲတော့တဲ့ချန်ပီယံလိအခုထိုင်ရလို့တော့သွားတော့ပြစ်မှတ်ထားနေတော့မှာပေါ့နော်ဒီဘက်မှာဆိုတာဟိုစမတန်နေလို့ပါတော့ပြန်ပါလာတော့ကျွန်တော်နောက်ပြီးတဲ့ပွဲမှာတော့သူတို့အနာပေးထားတာနော်ဒီဘက်မှာတော့ဟိုစမတန်နေလို့ပါတော့ပြန်ပြီးတော့ပါလာအောင်ပဲလို့ကျွန်တော်မြင်တယ်ကောင်းကောင်းပြီးတော့အန်တနန်တာကိုဒီရှင်ကောင်းကောင်းကြီးတော့ဒုက္ခပေးလို့ပါပေါ့နော်ဂိုးတွေဟိုရတဲ့လောက်ဂိုးတွေတွင်းမနေတာမှရှိတယ်နော်အန်တနန်တာရဲ့ခံစစ်ကိုစီးတီးရဲ့ခံစစ်မှာရဲ့PSG ရဲ့တိုက်စစ်ဘယ်လိုတွေဒုက္ခပေးမလဲဘယ်လိုတွေတံပီလို့ပိုးတွေဘယ်လောက်ဝေးမလဲဆိုတော့ကျွန်တော်တို့ဒါစောင့်ကြည့်ရမယ်နော်ဒါဒီအရင်ကတော့လွယ်ကူနေပေါ့နော်အတ္တနာကိုရှင်းဖို့ဆိုတော့ရမ်းပြီးတော့လွယ်ကူနေဥပမာပြောဆိုတော့ဟိုကစီးတီးရဲ့ဒါဖိတ်ဆော့တဲ့တင်ပါအဲ့ဖိတ်ဆော့တဲ့တင်ဆိုတော့ဒီ PSG နေနဲ့ကောင်းမှလည်းဆိုတော့ဒါဟိုစပတ်တန်ပီလို့ဒါခွင်းထဲမှာဒီပညာတော့ဒီဘက်ကမှဆိုတော့ဒီပညာတော့ပါ